ရက်စစ်ကိုခြေရန်နဲ့ပတ်သက်ပြီးတော့ sharing လုပ်ပေးချင်တာလေးရှိပါတယ်အဲ့ဒါကတော့ Boris အကြောင်းပါပဲ Boris ဆိုတာကလက်စစ်ပလန်ကြောင်းတွင်ကအမှတ်နှစ်ခုကြားမှာရှိတဲ့အလားလာကွာခြားချက်တွေကိုပြောတာဖြစ်တယ်လွယ်ဆုံးပြောမယ်ဆိုလို့ရှိရင်တော့ Boris ဆိုတာကရက်စစ် PR တစ်မျိုးပဲသူ့မှာအဖို့တက်ရှိတဲ့အမှတ်တစ်ခုနဲ့မတက်ရှိတဲ့အမှတ်နှစ်ခုကြားမှာရက်စစ်အဖို့မတွေကိုတွန်းပို့ပေးပြီးတော့ရက်စီကြောင်ဖြစ်ပေါ်လာအောင်လှုပ်ဆောင်ပေးတဲ့တွန်းအားလို့ဆိုပြရတယ်ဒီလိုစီးစင်းတဲ့ရက်စီကြောင်ကနေပြီးတော့မီဒီထွန်းတာတွေမော်တာလဲတာတွေစတဲ့အလုပ်တွေကိုလုပ်နိုင်တယ်ဥပမာနဲ့ပြောရမယ်ဆိုရင်တော့ရေပိုက်ထဲကရေဖိအားနဲ့နှိုင်းယှဉ်လို့ရတယ်ရေဖိအားတွေများလေရေပယ်ကောင်းဖွင့်လိုက်တဲ့အခါရေတွေကပိုပြီးပြင်းထန်လျင်မြန်စွာစီးဆင်းလာသလိုပါပဲအဲ့တိုင်းပဲပိုအားများလေလက်စစ်ဖိအားများလေဖြစ်ပြီးတော့ electron တွေကိုတွန်းပို့နိုင်တဲ့အားကပိုများပြီးတော့လက်စီးကြောင်းလည်းပိုများလာစီတယ်